အားလုံးမင်္ဂလာပါအခုကတော့ကျွန်တော်တို့တရားဝင်မှတ်ပုံတင်ထားတဲ့ကုမ္ပဏီကနေပြီးတော့ဂျပန်နဲ့ဗမာပညာရှင်တွေပူးပေါင်းပြီးတော့ biodiesel ထုတ်တဲ့ kit လေးကိုရောင်းချသွားမှာဖြစ်ပါတယ် こんにちは。ဒီနေ့ကတော့ဆရာတို့ဒီ biodiesel ပေါ့နော် biodiesel ကိုချက်ပြပါဖြစ်ပါတယ်ဆရာတို့ရဲ့ကုမ္ပဏီကတော့ e-fuel power မြန်မာကုမ္ပဏီ limited ဖြစ်ပါတယ် e-fuel မြန်မာကုမ္ပဏီ limited ဖြစ်ပါတယ်ဒါတော့ဟောပေါ့ biodiesel ချက်ဖို့ kit ခုဖြစ်ပါတယ်ဆရာတို့ဒီကုမ္ပဏီအနေနဲ့ကတော့ဒီ kit တစ်ခုရယ်ဒီလူကချက်တဲ့ kit ပေါ့နော် kit ရယ်နောက်တစ်ခုက kit 1 set ပေါ့နော်ပစ္စည်းရဘယ်လောက်များလဲဒါကတော့ methanol ဟိုမှာတော့အရင်အနေရှိတဲ့ဟိုပါပေါ့နော် process ဆိုတာဟောဒါအသိထားပါတယ် methanol ကလည်းမီးလောင်တယ်ပါတယ်စိတ်ငုထွက်ပါတယ်လုံးဝတတိထားပါလိုချင်တာကဒီ max တို့နော်ဒီမျက်မှန်ဒီကောင်မျက်မှန် max ဒီငွေတွေထွက်ကောင်းဖို့လိုပါတယ်ဒီမီးပူနဲ့ဒီ methanol ကိုကပ်ထားပါနဲ့ဒီမှာအပူချင်းချိန်နဲ့ဟာဒီမှာစီအဟောင်းဒီမှာစီချိန်နဲ့ခွက်စကားစကူစစ်ပေါင်းဦးငွေရက်ဆက်ငွေတန်းဒါ kit ပေါ့နော်ဒီ kit တွေရောင်းပါပါရောင်းပါဆိုတော့ကျွန်တော်ကဒီ e-fuel မြန်မာကုမ္ပဏီ limited အနေနဲ့တင်ဝင် license ရှိတဲ့ကုမ္ပဏီတင်ဝင်ရောင်းသွားမှာဖြစ်ပါတယ် kit ဆိုရင်3သိန်းပါဆက်ကတော့ကျွန်တော်တို့တီလောဝါကျွန်တော်မှဟိုတော့ငှားလာပြီးဖြစ်ပါတယ်အဲ့ဒီလောဝါမှာလာရောက်ကြည့်လို့ရပါတယ်ဆက်ဆဆင်နေပါပြီဆက်ကတော့68သိန်းကျပါမယ်တနေ့ကိုလီတာအနေနဲ့ကတော့တနာယူ10လီတာပေါ့နော်ဒီဇယ်10လီတာတရက်ကို240လီတာကျွန်တော်တို့ဟိုထုတ်လို့ရတယ်တရက်ကိုပေါ့နော်ဒီစိတ်အနေနဲ့ပေါ့နော်တရက်ကို240လီတာထုတ်လို့ရပါတယ်အဲ့ဆက်ကထုတ်တဲ့ဟာကို B100 လို့ခေါ်ပါတယ် B100 ဆိုတာကားထဲထည့်သုံးလို့ရပါတယ်ကျွန်တော်တို့ဒီလိုလူလုတ်တဲ့ဟာကြတော့ကျွန်တော်ကားထဲထည့်မယ်ဆိုရင်ဒီဇယ်ပလင်း4ပလင်းဒီကောင် biodiesel ကို1ပလင်း biodiesel ပဲကားထဲထည့်တယ်မရပါဘူး biodiesel ဒီလေထွန်ဆက်မီးဆက်တို့ပါသုံးရဖို့ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်အနေနဲ့3ရက်အချိန်ယူရနော်3ရက်လောက်အချိန်ယူရပါတယ်အရင်ဆုံးကဒီကောင်ဒီစီအဟောင်းပဲဖြစ်ဖြစ်ကျွန်တော်စား3စီပဲဖြစ်ဖြစ်တရိတ်ဆန်စီပဲဖြစ်ဟင်းသီးရွက်စီပဲဖြစ်ဖြစ်ဒီစီအဟောင်းဒါတော့မှကျွန်တော်ကအချင်းချင်းကစစ်ယူရပါတယ်ပထမဆုံးစစ်အနေနဲ့ဒီထဲမှာရှိတဲ့အညစ်အကြေးတွေရီတွေကိုစပြီးတော့ကျွန်တော်အနေနဲ့ဟိုပါပေါ့တတ်ဆင်ရပါပဲပထမဆုံးအဲ့တော့ကျွန်တော်စပြီးတော့ချက်ပြမှာဖြစ်ပါတယ်